Hello ค่ะ Yuki ပါ Yuki ဒီနေ့မှာတော့ Yuki ကိုယ်တိုင်စောက်ထားတဲ့အိမ်ကိုတော့ပြမှာပဲဖြစ်ပါရှင်။တော့ ID ထည့်လိုက်ပါအောင်မယ်နော်။ဆိုတော့ ID ထည့်ဖို့မီးလေးဝင်ပါမယ်။ post ထည့်ဝင်လို့ပေါ့နော်။ ID က9398989 4 3 okay နားလေးစောင့်လို့ပေါ့နော်နောက်စောင့်နေရပါတယ်ရှင်ဒါ Yuki ကိုယ်စောင့်ထားတာပါနော်ကဲအဲ့ဒါ Yuki ကိုပြောင်းရပါမယ်ရှင်ကဲဒီမှာပါအဲ့ဒီနံပါတ်ကတော့စအောင်ပြပေးသွားပြီပေါ့နော်ပြီးရင်ဗီဒီယိုနောက်ဆုံးမှာထပ်ပြပေးပါမယ်ရှင်ကဲဒီမှာပါဒါကတော့နိုင်ငံကြီးကသူစောက်ထားတဲ့ဥစ္စာပေါ့နော် Yuki ကဒီကနေလိုက်စောက်လိုက်တာပါဒီမှာဆိုရင်ကား3စီးဘဲလေးတစ်စီးစပိန်ကတော့ခက်ပိန်2စီးပေါ့နော်စပိန်ကိုဒီလိုတွင်းထွက်မသွားအောင် Yuki လုတ်ပေးထားပါရဲ့ရှင်ခဏနေအောင်မဟုတ်တော့ Yuki စပိန်ရောအဲ့ဒါကိုစီးနေပါတယ်မှာနော်လုံးဝလင်းမထွက်ပါဘူးရှင်ကဲပြီးဒီမှာအစကရေကန်ပေါ့နော်ရေကန်ကတော့ဘာမှမပြင်ဆင်ရပါဘူးအမမပြင်ဆင်ရသေးဘူးပေါ့နော်ဒီတိုင်းပါပဲပြန်တက်ပါမယ်ငါနဲ့ကဲအဲ့တော့အခန်းကိုပြပေးပါမယ်ကဲဒီမှာပါစစဦးကြီးဝင်ရင်တော့ဇပွဲရယ်ဟောဒီကဆိုဖာထိုင်းကိုလေးရရှိပါမယ်ဒါလေးကတော့ Yuki ပြောသလိုပဲအပြအောင်အေးပေါ့နော် Yuki ကအပြကြိုက်တဲ့အတွက်ကြောင့်မို့အပြအောင်လေးနဲ့လုပ်ပေးထားတာပါ Yuki အခုဝက်လာအပြလေးပေါ့နော်ဒီဘက်ကတော့ UR လို့စောင့်ရင်ကြိုက်တာထက်လို့ရအောင်ထားပေးထားတာပါပြီးရင်တော့ဒီမှာမြည်ဖို့ရောက်မှရှင့်ရေကတဲ့အားလည်းဖွင့်လို့ရပါတယ်နော်ကဲဒီမှာဟင်းချက်ပြီးတော့မှစားလို့ရပါစားလို့တော့တိတ်မရဘူးထင်တာပဲတင်မရဘူးဒီမှာဆိုရင်လည်းယူထည့်ချင်တာလေးထည့်လို့ရပါတယ်ပြီးရင်ဒီမှာရေချိုးခန်းအိမ်တာပေါ့နော်ဒီမှာအိမ်တာပါဒီမှာရေချိုးခန်းဒီမှာအဝတ်လဲတဲ့အခန်းပေါ့နော်ဗီဒီယိုကလည်းဖွင့်လို့ရပါတယ်ကဲပြီးရင်အော်ဒက်ကိုတက်လိုက်ရအောင်အပေါ်တက်မှာစနာကပြောသလိုပဲဒီနားမှာလည်းယူထည့်ချင်တာထည့်လို့ရအောင်ထပ်လုပ်ပေးထားတာပါဒါကတော့ရေကန်ပါရှင့်ရေကန်ဟိုမှာဘောလုံးတွေလည်းထည့်ပေးထားပါတယ်ရေကန်ဟိုမှာ Yuki ကအဆောင်ကရောင်စုံထည့်တာပေါ့နော်အဲလွန်းတော့ရောင်စုံထည့်တာနေပြီးတော့အလုံးအကြီးကိုအပြာတီးတန့်ထည့်ပေးထားတာပါကဲအဲ့တော့အထဲထဝင်မှာအထဲကိုပြပေးပါမယ်ဒါလေးကတော့2ယောက်အိမ်မယ်ဆိုလုံးဝရပါတယ်ကလေး2ယောက်လည်းရတယ်လူကြီး2ယောက်လည်းရတယ်လူငယ်တွေလည်းရပါတယ်ဒီဘက်မှာဆိုရင်ကတင်တစ်လုံးဒီမှာကတင်တစ်လုံးဒီမှာစာရေးသပွဲကုန်းဒီမှာစာရေးသပွဲကုန်းဒီမှာဆိုမှန်တင်ကုန်းဒီကတော့ TV ပေါ့နော်ဘာမှတော့ Yuki သိပ်ပြီးထည့်ထားတာမရှိပါဘူးလိုရာရှိရင်တော့ Yuki ကို comment လေးမှာပြပေးခဲ့ပါ Yuki ထည့်ပေးမယ်ပေါ့နော်ဘယ်နာလေးကဘလို့ရဲဘယ်နာလေးကဘလို့ရဲဆိုတာဥစ္စာလေးကိုပြောပေးခဲ့ပါရှင်ဒါကတော့ပထမဆုံးစောက်တာပေါ့နော်အစတုန်းကတော့ Yuki ကဒီ Sakuras ကိုပြန်ဖြတ်လိုက်တာပါဖြတ်ပြီးတော့ပြန်ကူးရတာပေါ့နော်ပြန်ကူးရအဲ့ကောင်ကဖုန်းကအရင်ဟန်ရောအဲ့နဲ့ဖုန်းပြောင်းလိုက်တာပါဖုန်းပြောင်းတော့ Sakuras ကိုပြန်ပြီးတော့ကူးရလောရင်ပြန်ဝင်ရတယ်ပေါ့နော်အဲ့အကြောင်းမို့ပါဒါကတော့အခုမှစောက်တာဖြစ်သွားတယ်ရှင်တော့ဆိုရင် Yuki စောက်ထားတာဇိုကပင်တောင်နေရောကန်းချီတွေရောအများကြီးရှိပါတယ်အခုတော့မရှိတော့ပါဘူးရှင်ကဲအဲ့တော့ဒီနေ့ဗီဒီယိုကြတော့ပါပဲရှင်အရန်တူဝိုင်း sorry ပါနော်နောက်ထပ် ID လေးနဲ့ထပ်သွားပြပါမယ်ရှင်ကဲအဲ့တော့ ID လေးပြပေးပါမယ်ပြန်ပြီးတော့ပေါ့နော်ဒီမှာပါ ID လေးကဲ screenshot လေးရိုက်လို့ရပါတယ်နော်ဟုတ်သေးခဏနေမဟုတ်ဘူးခဏဒါ ID မဟုတ်ဘူးနော်ခဏမှားပါ Yuki မှားသွားတာYuki မှားသွားတာကဲဒီမှာပါဒါလေးကတော့ ID လေးပဲဖြစ်ပါရှင်ဒါလေးကတော့ ID လေးပါအဲ့တော့ဆိုတော့အားလုံးပဲ bye bye မှာနောက်ဗီဒီယိုမှာပြန်တွေ့မယ် Yuki ကိုဆက်လက်အပ်ပြီးဖို့လည်းပြောချင်ပါတယ်ရှင်အဲ့တော့အားလုံးပဲ bye bye မှာ